ဆိုရင်လည်းတို့မက်ကကာရဲက report နဲ့ထွက်လာလို့ရှိရင်ပို့ပြီးတော့သူရဲ့တိုက်ဆက်တွေအပယ်လေးပူရှိမဲ့လို့တော့ကျွန်တော်မြင်တယ်ဗျာလာဘာစီလိုနာမှာပြသခဲ့တဲ့ချီဆွဲမျိုးကိုပြသနိုင်အောင် report ကိုမက်ကကာရဲကကူညီပေးရမယ်ဗျာအဲ့ဒါတစ်ချေတော့ရှိတယ်မယူသိရဲ့ဖူဘန်နှစ်ဖက်ကလည်းဗျာ defensive transition မှာဗျာတို့ရေးပအောင်တို့လည်းကစားပေးဖို့လိုအပ်မယ်ဒီဘက်မှာမယူတော့တိချပါဒီဘက်ကိုဘလုံးကိုပိုက်ဆက်မှုတာစီရလိမ့်မယ်ဒါပေမဲ့ဘလုံးတာစီထဲဖတ်တီးမှုနဲ့ဆောက်တာကောက်ဖို့ကပို့ပြီးတော့လိုအပ်တယ်ပို့ပြီးတော့လည်းရည်ကြီးတယ်ဒါကိုမယူလို့ကောက်တီးဖို့လုပ်မယ်ဗျာမယူကဒီဘက်မှာဆက်ပြီးအမြေပုံရှိထောင်မှုတောက်ကန့်ဘောလေးကိုတိချလေးပြင်ဆင်လာခဲ့ရမယ်ပြီးမှလေဖွဲ့ပွဲမှာပြရတဲ့နှစ်ခုစလုံးကအဲ့ဒီအချိန်တွေကလေဆက်ပြီးကတိပဲနော်ကောင်းရှိထုံမဲ့လို့မရှိဘူးဗျာကတဲ့အမြေပေါ်ရှိထုံမဲ့လို့လေအဲ့တော့မိုက်လို့ဒီဘက်မှာကောက်ကြီးပြေးလိုက်ရမယ်ဘာလို့ဆိုတော့ဗျာပြိုက်ပြဖြေလိုက်ပြီးဆိုရင်တော့ဗျာကိုတဲ့ရအားနေချေပဲပြိုက်ပဲလေကတုတ်ချပြီးတော့တိုက်ထိုင်မှာပဲဗျာပြေးစင်းလာမှာဗျာအဲ့ဆိုတော့မိုက်လို့ခဲသူတို့ကလည်းဗျာဒီအမြေပေါ်ရှိထုံမှုတွေဆက်ပြီးကောက်ကွယ်ရမှာဟာလေကတော့နည်းနည်းတော့ထွေးလက်ခဲ့ရမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ထွေးလဲထွေးရမယ်ပြင်းလဲပြည့်စင်ရမယ်ဒီတစ်ချက်ကိုအဲ့ဆိုပဲတောင်းဖေကဆိုလို့ရှိရင်ဒီဘက်ကမိုက်ယူထဲဆိုင်ရင်သူတို့က coffee လေးနည်းနည်းပိုကောင်းတယ်ဗျာဆိုတော့ဝီဝမ်မှာအနေရရှိထားတဲ့အတွက်ဆရာလန်ကိုတူမနဲ့အနေရရှိတဲ့အတွက် coffee တဲကတော့မယူချင်တဲ့လေးပိုကောင်းမယ်နောက်တစ်ချက်ကသူတို့ဥထေဖို့မှာတော့ကစားရမယ်အဝေးဝင်ပြီးမယူလို့အတင်းမျိုးကစားရမယ်ဆိုရင်သူတို့ကတရားတိချပါပဲတလားအဝေးဝင်မှာတည်တမန်ရည်တာသူတို့တဲ့တော်တော်လေးကိုတခုရှိတဲ့အမှန်ဖြစ်မဲ့ဗျာဟုတ်ပြီတတ်တဲ့တက်စစ်တော်ဒီအမှန်လေးကရည်ကြီးတယ်အဲဆိုတော့အဝေးဝင်မှာမရှုပ်ဖို့တဲ့တည်တမန်ကသူတို့တဲ့အများကြီးကောင်းတယ်ဗျာရှုပ်တဲ့တင်ဆိုင်တော့အဲ့တော့သူတို့ကဒီဘက်မှာရှင်းရှင်းပဲဘာမှတွေ့ထူးထူးလေးဘလို့လုံးမဲ့ plan လေးဆွဲနေစားကောက်ကြီးမစင်စားဘူးလို့ဘလို့သွားမယ်တောက်တာအထက်သွားမယ်ပြီးရင်မယူတဲ့ defensive space လေးကိုရှာပြီးတော့အတင်းကိုကစားမယ်အဲ့လိုပဲလာမှာဟုတ်လားမယူရဲ့ဆေးငါတို့ချားမဲ့ကွာတိုင်မဲ့ကွာငါတို့တဲ့တိုင်နိုင်တယ်လို့ပြောနိုင်တယ်တွားလို့မရဘူးတမန်လဲတမန်ရေးကြီးတယ်တွေ့ဒီပွဲမှာကျွန်တော်ကတော့ low block ကောက်တာအထက်သွားမယ်အဲ့လိုပဲကျွန်တော်ကတော့မြင်နေဗျာသူတို့က low block ကိုမထထန်ကစားမယ်ကောက်တာခွေးရရင်တစ်ချိန်ကိုဖြေပြလိုက်နိုင်အောင်သူတို့ကကြိုးစားမယ်ပြီးရင်ဆက်ပြီးလေးကိုဒီမှာတုံးချမယ်အဲ့ဒါပဲသူတို့ကမယူတဲ့အားနဲ့ချိန်လည်းမြင်ထားတဲ့အတွက်သူတို့ကဒီလိုကစားလာမယ်ဗျာပြိုက်ပေတဲ့ဖြေလိုက်ပြီဆိုတော့ဒီလိုပဲလီးလိုက်ပြီးတော့သူတို့ကပြစ်စင်လာကြရမှာပဲမယူကဒီပွဲမှာဆိုလို့ရှိရင်ဘလုံးပိုက်ဆက်မှုရမယ်ဒါပေမဲ့ပိုက်ဆက်မှုတွေဖတ်တီးမှုဘယ်လောက်ဖတ်တီးပေးနိုင်လဲဘယ်လောက်ထိအဆုတ်တက်ပြနိုင်မလဲမယူဖေကကြည့်ရမယ်အဲ့ဆိုပဲတောင်းဖေကဆိုရင်တော့ရှင်းရှင်းလေးပဲလိုဘလုံးနဲ့ကောက်တာအထည်ကနေပြီးတော့မယူတဲ့ defensive shape ကိုဘယ်လောက်ထိဖိအားပေးနိုင်မလဲဒီနေ့ချင်းရှင်းပြီးတော့ဒီဘက်ကိုကြည့်ရမှာဗျာဒီမယူတို့ဗျာပထမပိုင်းမှာကိုစောရလေးသူတို့တည်းပို့ပြီးတော့ကောင်းနေပဲဗျာထိတ်ချုပ်ပြီးတော့ကစားလို့ရမယ်အဲ့လိုမဟုတ်ဘူးကိုစောစီးမရဘူးဆိုရင်ပွဲရဲ့အဖြေက SWE တောင်းလို့တည်းပို့ပြီးတော့ခွေးရရနိုင်ချေပို့များတယ်အဲ့တော့မယူသိလို့ကိုစောရလေးကောင်းနေပဲဒီဘက်မှာအဲ့တော့ကျွန်တော်ရဲ့ prediction နေဆိုရင်ဒီဘက်မှာဗျာဒီဘက်မှာဗျာမယူတဲ့ကတော့အတူဝမ်းနဲ့နိုင်မယ်လို့ကကျွန်တော်တော့ထင်တယ်ဗျာဘယ်လိုနေနဲ့အောင်လဲမယူလို့ကစားလိုက်မယ်လို့ကျွန်တော်မြင်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်